Okay ဒီနေ့ကံပါမှာကျွန်တော်ဓာတ်ပုံလေးတွေဘယ်လိုစောင်းလို့ရလဲဆိုတော့အနေနဲ့လေးကိုတစ်ချက်သွားကြည့်ရအောင်နော်။အဲဆိုရင်ကျွန်တော်ကံပါကိုတစ်ချက်ဖွင့်လိုက်ပါမယ်။ကံပါလေးဖွင့်လာပြီဆိုလို့ရှိရင်ဒီထက်မှာ YouTube thumbnail ဆိုတာနည်းနည်းပဲသွားလိုက်ပါမယ်နော်။ Okay ဒါလေးဖွင့်လာပြီဆိုလို့ရှိရင်ကျွန်တော်ကဒီတော့ကိုလုံးမဲ့ဓာတ်ပုံလေးကို upload တင်ထားပြီးတော့အဲ့ဒါနော်။ကိုလုံးချင်တဲ့ပုံလေးကိုဒီဖက် channel မှာတစ်ချက်လာရွေးပါကျွန်တော်ကဒီပုံလေးလုပ်လိုက်ပါမယ်။ဒီနည်းနည်းလောက်သေးလိုက်ပြီပေါ့နော်ဒီစောင်းမှာဖြစ်တဲ့အတွက်ဒီကောင်လေးကိုဘာလုပ်မလဲဆိုရင်မှာ APPS ဆိုတာလေးကိုတစ်ချက်သွားလိုက်မယ်ပြီးဒီနေရာလေးမှာလိုက်ရှာမှာက SK EW screw image ဆိုတာလေးကိုသွားပါအောင်နော် screw image ရသွားပြီဆိုလို့ရှိရင်ဒီဘက် channel လေးမှာ screw image ကိုတစ်ချက်နိုင်မယ်ပြီးရင်ကိုစောင်းကျင်တဲ့ပုံစံဒီဘက် channel လေးမှာလာစောင်းလို့ရပါတယ်နော်ဒီကောင်လေးတွေမှာလေကိုဘယ်လိုပုံစံမျိုးစောင်းကျင်တယ်လဲဒီလိုမျိုးကံပါမှာလေဓာတ်ပုံလေးတွေကိုစမန်ကြကြစောင်းရပါတယ်ပြီးတိုင်းဒီဘက်မှာ adapt to design ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီကောင်လေးမလိုအပ်တော့ဘူးထုတ်လိုက်တော့နော်ပြီးရင်ဒီကောင်လေးကိုပဲဆက်သွားလိုက်မယ်ကျွန်တော်နည်းနည်းလောက်ကြည့်လိုက်ပါပြီးရင်ဒီကောင်လေးမှာဘာလုပ်မလဲဆိုလို့ဒီမှာ edit ဆိုတာလေးကိုဆက်သွားမယ်ပြီးသားတဲ့အခါကျရင် shadow ဆိုတာလေးကိုနှိပ်လိုက်မယ်ဒီမှာ draw shadow ပေါ့နော်အရေးကြတဲ့ပုံစံလေးဒီထဲမှာကျွန်တော်တို့ဘယ်လိုပုံစံမျိုးသွားချင်တာလဲဒီမှာလာထည့်လို့ရပါတယ်ကိုလို့ရှင်တဲ့ပုံစံလေးဒီဘက် channel မှာလာပြီးတော့သွားချွေလို့ရပါတယ်နော် Okay ကျွန်တော်ကဒီပုံစံလေးကြိုက်ပြီဆိုလို့ရှိရင်ဒီမှာ outline ကိုတစ်ချက်သွားမယ်အယောင်ဖြစ်မှာနော်ကိုလိုချင်တဲ့ပုံစံလေးအယောင်ဖြစ်မယ်ပြီးရင်ဒီဘက် channel မှာအယောင်လေးတွေကိုချိုင်းနေတဲ့အယောင်လေးတွေလာဖြစ်ပါကျွန်တော်ကအဖြူဖြည့်လိုက်ပါမယ်တဲ့အခါကြားလို့ရှိရင်ကျွန်တော် background မှာဘာအယောင်ထားမှာလဲပေါ့နော်အယောင်လေးကိုဒီဘက်မှာ gradient ဆိုရင် gradient ဒီလိုလေးတွေဖြည့်လို့ရပါတယ်အဲဆိုရင်အခုလိုမျိုးစမန်ကြကြဓာတ်ပုံလေးတွေကိုဒီမှာလာစောင်းလို့ရပါတယ်ပေါ့နော်ဒီလိုမျိုးတွေအသေးစိတ်လေးလာရှင်းနေဆိုရင်ကျွန်တော် YouTube channel မှာတွားပြီးလေ့လာရပါတယ်